Walau hal ni lagi kau ada ni lah. Lepas ni sebelum aku sabda beli food malah hiya tak kuat ya di itu ni lah sebelum aku kau teradu elola dah pupu di ni ada le kau muya di tu ke hero rilo mulu batal le dah tak le dulu nya ikut ani lah tapi tu mana lah sebelum aku sabda beli food mana lah awe mahakama jamani program dekat apa awe kau audition ni awe ya kau ni ya semua dah le luit lekitala bono lekitala de kamasi la de ma yiki kwa kin kamasi so yes w bane la temgi tumyu ni kisaba ki tekto ni bata sakto ma yami bata sido bata mala ko poso so kha ne ki da ကျွန်တော်ဒီနေ့ဟိုပါပေါ့တက်တည်ခိုင်းရမယ်ဆိုတော့ဟိုအစကဘာပြောရမလဲမသိဘူးဘာလို့ဆိုတော့တက်တည်တွေကအရန်များလို့ပေါ့နော်ကျွန်တော်ဘဝအသက်တာထဲမှာဖျားသခင်ပြုတဲ့ကောင်းကြီးတွေဖျားသခင်ပြုတဲ့တက်တည်တွေကအရန်များတဲ့အခါမှာဘာပြောရမလဲမသိဘူးတိုးတော်ညာလဲကျွန်တော်ဒီနေ့ဒီကာလမှာကျွန်တော်တို့အတူတကွကြော်ဖြတ်နေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်မယုံကြည်သူဖြစ်ဖြစ်ယုံကြည်သူဖြစ်ဖြစ်အခုအချိန်นี้အားလုံးကိုကျွန်တော်တို့အတူရေးဆက်ဖြတ်တဲ့ရတယ်ဒီကာလမှာဖျားခင်ကျွန်တော်ကိုပြောတဲ့အရာတွေကိုပြန်လည်ပြီးတော့ဝေမျှခြင်းဖြစ်ပါတယ်ဒီမှာရှိတဲ့ဖျားချစ်တဲ့သားသမီးအယောက်ချင်းစီတဲ့အတ္တဓာတ်မှာလည်းဖျားတစ်ခုခုစကားပြောမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ဟိုတက်တည်ခံစရာတော့အများကြီးပဲပေါ့နော်ကျွန်တော်ဘာအတ္တဓာတ်မှာငယ်ငယ်တည်းကနေစပြီးတော့မှအခုအချိန်အထိတိုင်အောင်ပဲဖျားရဲ့တက်တည်ကများစွာရှိပါတယ်ဥပမာကျွန်တော်ငယ်ငယ်ကလေးကကျွန်တော်အဖေရဲ့မူပြီးတော့လူမန်းသူမန်းတီးတဲ့အချိန်မှာကျွန်တော်ကိုဒီလေဘင်းကိုဓာတ်နဲ့ထားပြီးတော့မှတက်ဖို့ပြုတ်ခဲ့တဲ့အချိန်တုန်းကလည်းဖျားခင်ကလွတ်မြောက်စေတယ်ကျွန်တော်ဒီရွက်တစ်ခုရလာတဲ့အခါမိသားစုဖျားခင်ပေးတဲ့အခါမှာလည်းဒီကျွန်တော်အမျိုးသမီးမှာတာဥပြုံမှာပြဿနာတွေရှိတယ်တာဥပြုံဖြတ်လဲရတယ်ခလေးရဖို့အခွင့်အရေးမရှိဘူးတိုးတော်ညာလဲအခုအချိန်ဘုရားသခင်ကကျွန်တော်ကိုပေးတဲ့သားသမီးယရနာသားလေး2ယောက်ရှိတယ်ဒါအကြီးမားတဲ့သက်သေပဲဒါမြင်ရတဲ့သက်သေပေါ့နော်ဒါပေမဲ့မမြင်ရတဲ့သက်သေကဘာလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာအကြီးမားဆုံးသက်သေကတော့အဲ့အသက်ရှင်တဲ့ယေရှုခရစ်တော်ဖခင်ကကျွန်တော်အထက်မှာလာပြီးတော့အသက်ရှင်နေတာဖြစ်တယ်လာပြီးတော့နေနေတာဖြစ်တယ်ဆိုတော့ဒီအရာအရင်အောစရာကောင်းတယ်ဘာလို့ဆိုတော့အခြားသောဘာသာတရားတွေဖြစ်ဖြစ်အခြားသောအရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဖယားကိုယ်တိုင်လူရဲ့အထက်မှာလာပြီးတော့အသက်ရှင်နေဆိုတဲ့အရာဘယ်အရာမှကြားဘူးမှမဟုတ်ဘူးဘယ်သူမှလည်းဒီအရာကိုခံစားဖို့မှမဟုတ်ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ထူးခြားတဲ့လက္ခဏာကဘာလဲဆိုတော့အသက်ရှင်တဲ့ယေရှုခရစ်တော်ဖယားကိုယ်တိုင်ဟာတင်းရဲ့ကျွန်တော်ရဲ့အတွင်းထဲမှာလာရောက်အသက်ရှင်နေတာအဲ့ဒီထက်ကြီးမားတဲ့သက်သေကဘာပေါ်မှာမရှိတော့ဖယားကိုယ်တိုင်ကျွန်တော်တို့အထက်မှာလာပြီးတော့နေနေတာဖယားကိုယ်တိုင်ကျွန်တော်တို့အထက်မှာအသက်ရှင်နေတာအခြားဘာသာတရားမှာအခြားသောဘယ်အရာဘယ်ဘလို့ထူးဆန်းတဲ့အရာတွေမှာပဲမေးကြည့်ဖယားဟာလူရဲ့အထက်မှာလာရှင်နေတာတခုမှမတွေ့ရဘူးကျွန်တော်တို့ယုံကြည်သူမှာပဲဒီအရာရှိတယ်အကြီးမားဆုံးသက်သေကဒီနေ့အဲ့အသက်ရှင်တဲ့ဖယားဟာတင်းနဲ့ကျွန်တော်ရဲ့အတွင်းထဲမှာလာရောက်အသက်ရှင်နေတာကိုကကြီးမားတဲ့သက်သေဖြစ်နေပြီဒီအရာနဲ့ကိုနေ့တိုင်းအသက်ရှင်နေရခြင်းဟာအတိတ်ပဲမဲ့မဟုတ်ပဲနဲ့အတိတ်ပဲနဲ့ပြည့်နေတယ်ဆိုတဲ့အရာကိုကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့ဒီကာလမှာဟိုဖယားခင်ကျွန်တော်ကိုပြောတဲ့အရာကဘာလဲဆိုတော့ဒီအခက်ခဲတွေဘလို့အခြေအနေဘလို့ပြဿနာဘလို့အကြောင်းအရာမှဖယားရဲ့မေတ္တာနဲ့ကျွန်တော်တို့ကိုမကွာစေမဲ့နဲ့အထူးသဖြင့်ဒီကာလကိုကြော်ဖြတ်နေရတဲ့ခါမှာအောင်မြင်ရသောအခွင့်ကိုပေးတယ်ဆိုတဲ့ဒီဂတိတော်ကိုကျွန်တော်ဒီနေရာဒီအချိန်မှာပို့ပြီးတော့ခံစားရတယ်ဘာဖြစ်လို့ဆိုတော့ဒီကာလမှာဖယားရဲ့အတန်ကိုကြားရဖို့ကအရန်ကိုခက်ခဲတယ်ပေါ့ကိုယ်တိုင်လည်းဖြစ်တယ်ဒီလိုကြော်ဖြတ်နေရတဲ့အချိန်မှာဖယားရဲ့အတန်ကိုကြားရဖို့အတွက်ကအရန်ကိုဘာဖြစ်လို့ဆိုတော့အခြေအနေတွေကဖြစ်သတင်းတွေမြင်နေရနေကြားနေရတဲ့အရာတွေအားဖြင့်ဖယားရဲ့စကားကိုမကြားရလောက်အောင်နောက်ရှက်မဲ့ကာစီးမဲ့တံတန်းတွေကအများကြီးရှိနေပေါ့နော်ဒီကာလာထဲမှာဖယားရဲ့စကားကိုကြားဖို့အရင်ခရင်တဲ့အချိန်မှာဒီနေ့ဖယားရဲ့အတန်တော်နဲ့ပဲကျွန်တော်တို့သွားမှာပဲဒီကာလမှာဒီနေ့ခုနပြောသလိုဖယားမြစ်တာဘယ်အရာနဲ့မှကျွန်တော်တို့မကွာစေမဲ့နဲ့အထူးသဖြင့်ဒီအချိန်တွေမှာဖယားရဲ့မြစ်တာနဲ့ပဲဖယားရဲ့အတန်ကိုနားဆွင့်ပြီးတော့မဲ့ကြော်ဖြတ်မှာပဲဒီနေ့အောင်မြင်နိုင်မှာဖြစ်တယ်ဆိုတော့ဒီအချင်းကြီးအဖြစ်ကျွန်တော်တချင်းလေးတစ်ပုတ်ရေးထားပါတယ်တချင်းလေးရဲ့ခေါင်းစဉ်ကသခင်အတန်ကိုကြားသူဆိုတဲ့တချင်းလေးဖြစ်ပဲတယ်ဒီတချင်းလေးဖြစ်ပေါ်လာတဲ့အကြောင်းလေးကိုလည်းကျွန်တော်အနေငယ်တက်သိခံခြင်းနဲ့ဒီအချင်းလေးကတော့ကျွန်တော်ဒီဓမ္မရာဇဝင်ပထမဓမ္မရာဇဝင်တတိယစာအဆောင်အခန်းကြီး19မှာပါတဲ့အေလိယအကြောင်းကိုဖြစ်ပါတယ်18-19ပေါ့နော်ဓမ္မရာဇဝင်တတိယဆောင်18-19မှာပါတယ်အေလိယရဲ့အကြောင်းကိုအခြေပြုပြီးရေးထားတာဖြစ်တဲ့
အေလိယကဖျားဘက်မှာအရန်စိတ်အားကြီးတယ်ပေါ့ဖျားဘက်မှာအရန်စိတ်အားကြီးတဲ့အခါမှာအာဟက်မင်းကဖျားကိုတညက်တရားကိုစွန့်ပြီးတော့မှဘာလဖျားတွေကိုးကွယ်တယ်သူမိမယေဇဗေလနေယူလာတဲ့ဘာသာတရားတွေရုပ်ထုစင်းတုတွေသူကိုးကွယ်တဲ့အခါမှာနောက်ဆုံးတော့ဖျားအီလိယကိုပြောခိုင်းတယ်ပေါ့နော်သွားပြောတဲ့အခါမှာတကယ်ပဲအီလိယကဖျားဘက်မှာအရင်စိတ်ကြည့်တယ်သူဖျားဘက်မှာတယောက်မှမရက်တော့ဘူးဘယ် prophet မှမရှိတော့ဘူးသူတယောက်แท้ပဲကြံတော့တယ်ဆိုတော့အတိနဲ့တခါတည်းသူဖျားဘက်မှာသူစိတ်အားကြီးပြီးတော့မှအခြားသောဘာလဖျား450เนาะပြီးတော့ဒီယေဇဗေလရဲ့ prophet 400အဲ့ဒီ prophet တွေနဲ့ပြိုင်ပြီးတော့မှဖျားရှိမှာဒီကရမီလာတောင်ပေါ်မှာပေါ့နော်သူတို့ဒီရစ်ပလင်ကိုတီးပြီးတော့မှကောင်းကင်နေမီးကြဖို့အတွက်ပြိုင်တဲ့အခါမှာဒီကြီးမားတဲ့နမိတ်လက္ခဏာအကြီးကြီးကိုသူလုပ်ခဲ့တယ်နော်အဲ့တော့သူလုံးဝမကြောက်ဘူးဘသူကမှသူမကြောက်ဘူး prophet အယောက်850ကိုသူစိန်ခေါ်တယ်ပြီးလို့ရှိရင်ကောင်းကင်နေကြလာတဲ့မီးနဲ့တခါတည်းလုံးဝသူစိတ်အားကြီးပြီးတော့မှသူနမိတ်လက္ခဏာအကြီးကြီးပြုနေတယ်အဲ့ဒီအချိန်မှာဒါပေမဲ့ဒီဓမ္မရာဇဝင်16ထဲမှာဒီကြည့်တဲ့အခါကျတော့ယေဇဗေလကသူ့ prophet တွေကိုတတ်ရမလားဆိုပြီးတော့မှအေလိယကိုတတ်ခိုင်းလိုက်တယ်အဲ့ဒီအေလိယကိုအဲ့ဒီယေဇဗေလဆိုတဲ့အမျိုးသမီးကတတ်ခိုင်းလိုက်တဲ့အခါမှာခုနကရဲရင်ချင်းတွေစိတ်အားကြီးခြင်းတွေအကုန်ပျောက်ကောဒါတကယ်ကိုနော်ဖခင်အသုံးပြုတဲ့prophet အကြီးကြီးအေလိယတယောက်ဖြစ်တယ်ဒါပေမဲ့မင်းမတယောက်ရဲ့စကားမှာ तू ကြောက်ပြီးတော့မှ तू ထွက်ပြေးသွားတယ်တဲ့ထွက်ပြေးပြီးတော့မှသူနဲ့အတူလိုက်တဲ့ဂျွန်တွေမှာ तू ကအဲ့ထားခဲ့တယ်ပေါ့နော်ထားခဲ့ပြီးတော့သူသွားရင်းနဲ့မှရတန်ပင်အောက်ကိုရောက်တဲ့အခါမှာ तू အိပ်ပျော်သွားတယ် तू အိပ်ပျော်တော့ तू ဘာဆူတောင်းလဲဆိုတော့ခုနကကြတော့အယောင်ကိုစိတ်အားကြီးပဲဘယ်သူမှမကြောက်ဘူး prophet တွေကိုအများကြီးကို तू တတ်ခဲ့တယ် तू နမိတ်လက္ခဏာအကြီးလို့တယ်ဒါပေမဲ့အမင်းယေဇဗေလသူ့ကိုတတ်ဖို့ပြောတဲ့အခါမှာကြတော့ तू ကကြောက်ပြီးတော့ထွက်ပြေးတယ်နောက်ဆုံးကြတော့ဖះတော်ဘလောက်တိဆူတောင်းလဲကျွန်တော်အသက်ကိုတော့မှပြန်ယူသွားပါတဲ့ तू တေးခြင်းတယ်ပေါ့နော်ပြောချင်တဲ့သဘောကတစ်ဖက်ကစိတ်အားကြီးပြီမဲ့တစ်ဖက်ကအဲ့ဒီအသံတွေကြားတဲ့အခါမှာ तू ကြောက်ပြီးတော့မှအဲ့လိုမျိုးယေဇဗေလရဲ့စကားမှာပဲ तू တခါတည်းသူ့ကိုတက်ဖို့လုပ်တဲ့အခါမှာ तू ကြောက်ပြီးထွက်ပြေးသွားတဲ့အခါမှာနောက်ဆုံးကျတော့ကောင်းကင်တမန်ကသူ့ကိုလာပြီးတော့ခွန်အားပေးရတယ်အစားစားပါရေဘူးလဲထားပေးတယ်နော်စားပြီးတော့မှအရှိခရီးသွားစရာရှိသေးတယ်ထပြီးတော့မှခရီးသွားပါဆိုတဲ့အခါမှာနောက်ဆုံးကျတော့ तू အရက်40ခရီးသွားတဲ့အခါမှာမှ तू ဥမိန်ပေါ့နော်ဘုရားသခင်နဲ့ဆိုင်တဲ့ဟောရက်တောင်ကိုရောက်တဲ့အခါမှာအဲ့ဥမိန်ထဲမှာ तू ဝင်ပြီးတော့နေတဲ့အခါမှာဘုရားသခင်ကဖခင်ရဲ့နှုတ်ကပတ်တော်လာမယ်ထွက်ပြီးတော့နားထောင်ပါခံယူပါဆိုတဲ့အခါမှာတဲ့တခါတဲ့ကြီးမားတဲ့ဟိုနော်လေပြင်းကြီးကလာပြီးတော့ဒီတောင်ထိပ်ကြီးကိုဖြိုခွင်းလိုက်တယ်ပြီးတဲ့အခါမှာမြေလှုပ်ချင်းနေလာတယ်အဲ့ဒီခုနအဲ့ဒီလေပြင်းနေလာတဲ့အခါမှာလဲတဲ့ဖခင်ရဲ့အတန်တော်မကြားရဘူးတဲ့ဖခင်ရဲ့အတန်တော်အဲ့အထဲမှာမရှိဘူးတဲ့နောက်တစ်ဆက်မြေလှုပ်ချင်းတွေဖြစ်လာတဲ့အခါမှာလဲဖခင်ရဲ့အတန်တော်ကလည်းအဲ့ဒီထဲမှာလည်းမရှိဘူးတဲ့နောက်ဆုံးမီးလောင်တယ်နော်မီးလောင်တယ်နှုတ်အဲ့ဒီအခါမှာလဲဖခင်ရဲ့အတန်တော်ကအဲ့မှာမရှိဘူးတဲ့အဲ့ဒီတို့ရတွေထာဝရဖခင်ဒီမီးနိုင်လဲရှိတော်မမူမီးနောက်မှာဖြင်းညင်းသောအတန်ရှိ၏တဲ့ထိုအတန်ကိုအေလိယသည်ကြားလျက်မျက်နာကိုဝတ်လိုနေဖုံးအုပ်လျက်ထွက်ရည်ဥမေဝါနဲ့ရက်နေ၏တဲ့အဲ့ဒီလေပြင်းထဲမှာလည်းမရှိဘူးမြေလှုပ်ချင်းမှာလည်းဖခင်အတန်မရှိဘူးမီးထဲမှာလည်းဖခင်အတန်မရှိဘူးအဲ့ဒီဟာရဲ့အနောက်မှာပဲဖြင်းညင်းတဲ့အတန်ပေါ့နော် English မှာဆိုရင် the still small voice ဆိုပြီးတော့ပေါ့နော်အဲ့ဖြင်းညင်းတဲ့အတန်အဲ့ဒီအရာတွေဟိုးအနောက်လေးမှာဖြင်းညင်းစွာနဲ့လာတဲ့အခါမှာအေလိယအဲ့အချိန်မှာသူ့ရဲ့မျက်နှာဝန်းလုံးနဲ့ဖုံးလိုက်တယ်တဲ့ပြောချင်တဲ့သဘောကဒီမြင်နေရတဲ့ကြားနေရတဲ့ဒီလိုတုံလို့ချင်းနေပေါ့နော်အခုကျွန်တော်တို့အခုလောလောလတ်ကြုံတွေ့နေရတဲ့ကျွန်တော်မြန်မာပြည်သူပြည်သားအားလုံးကြုံနေရတဲ့အခြေအနေနဲ့ဒီတိုင်းပဲပေါ့နော်ဟိုအရန်ခက်ခဲတယ်ကြမ်းတမ်းတယ်မြေလှုပ်ချင်းတွေရှိတယ်မီးရှိတယ်မြင်ကလေးလှုပ်တယ်လေအဲ့ဒီဒုက္ခပြဿနာနဲ့ဒီဆိုင်တဲ့အရာတွေကိုမြင်ရတဲ့အခါမှာအဲ့ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင်ခုနအဲ့ဒီအတွင်းထဲမှာရှိတယ်အဲ့အနောက်မှာရှိတယ်ဖခင်ရဲ့အတန်ကိုကြားဖို့အရန်ခံရင်သွားပြီအဲ့ခါမှာအေလိယဘာလုပ်ရလဲဆိုတော့ဝတ်လုံကြီးကိုအုပ်ပလိုက်တဲ့အခါမှာ तू အဲ့ဒါတွေမမြင်ရတော့မကြားတော့အဲ့ဒီအခါမှာဖခင်ရဲ့အတန်ကို तू ကောင်းကောင်းကြားရတယ်ပေါ့နော်အဲ့ဒီအခါမှာအဲ့ဒီအခါကြားမှာပဲဖခင်ကသူ့ကိုဘာလုပ်ရမလဲဆိုတာညွှန်ပြတဲ့အခါမှာနောက်ဆုံးသူ့ရဲ့လက်ထောက်ပေါ့နော်အေလိရှဲကိုလည်း तू ရွေးချယ်နိုင်တယ်နောက်ဆုံးဖခင်ကဘာပြောလဲဆိုတော့အဲ့အငယ်18မှာဘာပြောလဲဆိုတော့အေလိတို့ရတွေဘာလရှင်း၌
ဒူးထောက်ချင်းနန်းချင်းကိုမပြုတ်သောသူအပေါင်းတီးဟုသောဣသရေလအမျိုးသား9000တို့ကိုငါအဖို့ငါကြံကျွမ်းကျွင်းစီပြီဟုမိတ်တော်မူဖျားသခင်ကသူ့စိတ်ထဲမှာဖျားဘက်မှာစိတ်အားကြည့်တယ်ဖျားဘက်မှာရက်တာသူတယောက်ပဲရှိတယ်လို့သူထင်တယ်တကယ်တော့အဲ့လိုမဟုတ်ဘူးလူ9000တော့မှဖျားခင်ကခြံထားပြီးသေးတယ်အဲ့ဒါကိုမမြင်တဲ့အခါမှာခုနကအဲ့ဒီယေဇဗေလရဲ့အသံခုနကအဲ့ဒီအရာတွေနဲ့ပဲသူရှုပ်ထွေးနေတဲ့အခါမှာဖျားရဲ့အသံကိုသူကောင်းကောင်းမကြားဘူးဒါပေမဲ့ဝတ်လွန်ကိုအုပ်လိုက်တဲ့အခါကျမှသူဖခင်ရဲ့အတန်ကိုကြားပြီးတော့မှတကယ်ပဲဖခင်ကရှေ့မှာဘာလုပ်ရမလဲဆိုရင်ယူပါယုံသူကွက်ကွင်းမြင်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အသက်တာမှာလည်းအခုအဲ့လိုပဲဒီအရာအားဖြင့်ကျွန်တော်တခြင်းလေးတစ်ပုဒ်ရေးထားဖြစ်တယ်တခင်အတန်ကိုကြားသူပေါ့နော်ယောဟန်ထဲမှာလည်းရေးထားပါတယ်ထို့ငါသိုးတို့ဒီငါအတန်ကိုကြားပြီးငါစကားကိုနားထောင်ပြီးထို့သိုးတို့ကိုငါသိ၏ဆိုတဲ့ဒီယောဟန်10ထဲမှာဒီယောဟန်10ထဲမှာပါတဲ့အရာပေါ့နော်အသက်လို့များမကအထူးသဖြင့်အသက်နဲ့ပြည့်စုံကြခုနကကိုအောင်ဒူးတိခန္ဓာအထက်မှာလည်းပါသွားပါတယ်ဆိုတော့ဒီဖယားကိုဘက်ကပဲတိတာမဟုတ်ဘဲနဲ့ဖယားကလည်းကျွန်တော်တို့ကိုတိတဲ့ရင်းနှီးကျွမ်းဝင်တဲ့ဆက်ဆံရေးပေါ့နော်အဲ့လိုဟိုအပြန်အလှန်တိကျွမ်းခြင်းဆိုတဲ့အရာကိုကျွန်တော်ဒီအရာဒီနှုတ်ကပတ်တော်အားဖြင့်ဒီတခြင်းလေးအားဖြင့်ကျွန်တော်တက်တည်ခံချီးမွမ်းခြင်းပါတယ်တခြင်းလေးရဲ့ခေါင်းစဉ်ကသခင်အတန်ကိုကြားသူဆိုတဲ့တခြင်းလေးဖြစ်ပါတယ်လို့ဒီကာလမှာဖယားရဲ့အတန်ကိုကြားဖို့အတွက်မြင်နေရတဲ့ကြားနေရတဲ့အတင်းနေအဖြစ်နေတဲ့တင်းတွေကျွန်တော်တို့ကိုဆွဲချမဲ့အရာတွေအားလုံးကိုခုနဝတ်လုံကဲ့သို့သောအရာနဲ့ကျွန်တော်တို့ကာထားပြီးတော့မှဖခင်ရဲ့အတန်အတွေးဝိညာဉ်ထဲကနေဖြင်းညင်းတဲ့ဖခင်ပြောတဲ့စကားကိုခံယူခြင်းအဖြစ်ရှင်းလင်းစွာယူပါရကိုမြင်ရပြီးတော့မှရှစ်ကိုဆက်သွားနိုင်မှာဖြစ်တယ်ဆိုတာတသက်ခံချင်ပါတယ်တဲ့။သခင်အတန်ကိုကြားသူဆိုတဲ့ချင်းလေးနဲ့တသက်ခံချင်မှချင်ပါတယ်။စူညံရှုထွေးနောက်ရှက်တဲ့လောကရဲ့အသက်များသခင်အတန်ကိုမကြားရလောက်အောင်ကျေလောင်လုံးနဲ့တော့နဲ့ပိုဝေးဝေးသွားအောင်စူညံတဲ့တိုင်းတွေချအတွင်လူနာကိုပိတ်ထားမိပြီလားညင်တာနဲ့ရှိုက်တုံးနဲ့သခင်ရဲ့စကားတော်များအတွင်ဝင်ရဲ့သခင်ရဲ့စကားတော်ကိုသင်ကြားခြင်းစူညံလုံးနဲ့လောကရဲ့အတန်ဖုံးလွှမ်းမရနိုင်မှာသခင်အတန်ကြားမှာမွေလျော်ကအသက်ရှင်သခင်ရဲ့နောက်ကိုလိုက်သခင်လိုတော်တိုင်းသက်ရှင်ကိုးစားကနေရဲ့တိုင်းမှာသခင်ကိုပုံအပ်မယ်သခင်ရဲ့ဥဆောင်မှုနဲ့နာခံလက်ရှောင်မယ်ချားသောအရာများတဲ့သခင်ကိုကျွန်တော်မျှော်လင့်သခင်ကိုတည်တော်သူသခင်ကတည်သူသခင်အတန်ကိုချားကနာခံတတ်သူရှုပ်ထွေးနောက်ရှက်တဲ့လောကရဲ့အတန်များသခင်အတန်ကိုမကြားရလောက်အောင်ကျေလောင်လုံးနဲ့ကိုတော်နဲ့ပိုဝေးဝေးသွားအောင်စူညံတဲ့တိုင်းတွေချအတွင်လူနာကိုပိတ်ထားမိပြီလားညင်တာနဲ့ဆိုင်တုံးနေတဲ့သခင်ရဲ့စကားတော်များအတွင်ဝင်ရင်သခင်ရဲ့စကားသံကိုသင်ကြားခြင်းစူညံလုံးတဲ့လောကရဲ့အတန်ဖုံးလွှမ်းမရနိုင်မှာသခင်အတန်ကြားမှာမွေလျော်ကအသက်ရှင်သခင်ရဲ့နောက်ကိုလိုက်သခင်လိုတော်တိုင်းသက်ရှင်ကိုးစားကနေရဲ့တိုင်းမှာသခင်ကိုပုံအပ်မယ်သခင်ရဲ့ဥဆောင်မှုနဲ့နာခံလက်ရှောင်မယ်ချားသောအရာများတဲ့သခင်ကိုကျွန်တော်မျှော်လင့်သခင်ကိုတည်တော်သူသခင်ကတည်သူသခင်အတန်ကိုကြားကနာခံတတ်သူသခင်ရဲ့နောက်ကိုလိုက်သခင်လိုတော်တိုင်းသက်ရှင်ကိုးစားကနေရဲ့တိုင်းမှာသခင်ကို
can like shaman Chado ayamyate The king go to know your lane The king go to do The king got The king tango chaga Naga Not a bone in age, no. Your lind or Jews read the chin in the kitchen much married, the chin Jeremy Nagati Jack in a sack going a satiko chip you eat happy day. The permit on with the gang had the no go a Jew nazi jing a jansi though a jansim hope. The no the mule lind or a Jew go yami chow new woozy jingada. The no put jansi though a jansi do not the ease re. The Jeremy Nagat teacher, a canjin a sack go and a set mamma. So Mjolin no Jua Palace or Kukalama to the people, no? Mjolin Yari, Yanshide. Tame General Mjolin Ya, Babas or Kuan and now so no a ching yoni be pit a kama, a child or yate, General Mjolin Ya, Payasiga Ayabe pit, by Ayales or Crito Nashido to say the ball, Crito ye, Nalonda. A pay and Nalonda Mubo, no? Crito ye say the ball. Now so much, Jankeme Yaga, Tauraka Lama, the Yari, pit to Jamolo. Mjolin no a Jew, but so Piagan general upon my agency, the agency, a Miashi, a agency, people to a new usage in other. They no put agency. Natia e, the Bioches one new was the Sura, Bahama Malope, Taninam Hope and Payas Gaga does we, Chachime won't come from a Chachime, Nakan at the dam, you know, Paya, Dama Paya at the Nord upon my time to a year agency, Pimia Pite, Paya a year agency go, Pimia would a general need and who can, and you would change or a Payas Capi or the Miago, who can, and then Pia the King Adam Chabus who hook at Chachime will come from my animal pizza. General that ya Chayam Hobu, General Mjolin that ya Tauraka Lane signed a Jew pit, a Jew to a Puzude a kama, Genoga Chachime won't Kabame Sure, one can and then alone. Ned the chin will eat out today. Mjolin not a Jews at the chin, Pipale. Rapia, the Jano is swamp that tea. Jano colon, Goza Yako Apsidi. Cateno Amuro Jazz, Yamaluba, Jano Ipayashi. A sense out in pain. Jano. The king go Mjolin alone on go amugo the king I am Jido amusi mako nai jidwe masonai Uro pupe Dura lanki the madiane at the Arama Piamle, Dimiedo no capato. And at time, I think all the king Unadiane. Don't John Tree, and I made it the king yet. Do the lanky, the Madiane at the Lime. Arama Piamle. Miedo no capato and that time I think all the king Unadiane go to the body that you know each
ကြံစီသမျှသောအကျိုးကျွန်ုပ်အဖို့ဖြစ်ပေသည်မျောလင်းသောထိုအကျိုးအားရမည်ကြောင့်မြေဝချင်းအစင်မြဲကျွန်ုပ်၌ရှိသူသာလန်ခီသမာတရားနဲ့အသက်ရဲ့လင်းမဲ့အာရမပြောင်းလဲတည်မြဲသောနှုတ်ကပတ်တော်နဲ့တိုင်းနဲ့အသေးတော်သခင်ကယူနာတရားနဲ့လုံခြုံတွေထွေအနိုင်မဲ့တဲ့သခင်မြတ်တာသူသာလန်ခီသမာတရားနဲ့အသက်ရဲ့လင်းမဲ့အာရမပြောင်းလဲတည်မြဲသောနှုတ်ကပတ်တော်နဲ့တိုင်းနဲ့အသေးတော်သခင်ကယူနာတရားနဲ့ဟိုတော်တပါးသည်သာကျွန်တော်ဤချီးမွမ်းရာသူသာလန်ခီသမာတရားနဲ့နောက်ဆုံးတစ်ပုဒ်အနေနဲ့အဆိုတော်ဆိုတဲ့ချင်းများဆိုတာပေါ့နော်နောက်ဆုံးတစ်ပုဒ်အနေနဲ့ပြင်ဆင်ခြင်းဆိုတဲ့သချင်းလေးနဲ့ကျွန်တော်အဆုံးသတ်ချင်ပါတယ်ဒီသချင်းလေးကထွက်တာမကြသေးဘူးပေါ့နော်အထူးသဖြင့်ဒီကာလမှာဖျားသခင်ပေးတဲ့သချင်းလေးဖြစ်တယ်ပေးထားတော့ကြာပဲဒါပေမဲ့အခုချိန်မှာထွက်တယ်ဖြစ်တယ်ဒီနေ့လှုပ်တဲ့သင်တန်းနဲ့လည်းခေါင်းစဉ်အတူပါတယ်ပြင်ဆင်ခြင်းဆိုတာဒီခရစ်တော်ကြွလာတဲ့အခါမှာကျွန်တော်တို့အသက်တာပြင်ဆင်ပြီးသားစီအပြည့်ဖြစ်ထားပြီးသားဖြစ်လားဆိုတဲ့အရာထာဝရကာလအကျိုးတွေဘာတွေပြင်ဆင်ထားလဲဆိုတဲ့ဒီသချင်းလေးနဲ့ကျွန်တော်နောက်ဆုံးအနေနဲ့တက်တခံရှင်းမခြင်းပါတယ်ကြုံနေရတဲ့ဖြစ်ပြန်များစွာအခင်ပြန်လာခြင်းနေပြီးတဲ့ဖြစ်ပေတဲ့ဘာတွေပြင်ဆင်ထားမလဲမဲလို့သက်ရှင်နေထိုင်တော့လေအချိန်တည်းပြီးနဲ့စိတ်ပြဖြစ်သွားမလား Can I say that we will be fine Like in the morning and busy အချိန်နာကြီးကိုရွေးလို့စီဖြစ်ဖြစ်ချာဘာတွေပြင်ဆင်ထားမလဲထာဝရကာလချိုးထွဲသမတ်တိနဲ့သက်ရှင်ချီဆောင်တဲ့ทีပြင်ဆင်ပါတော့ဒီကနေ့ကိုတော့ပြန်ချလာခြင်းအပြစ်တင်ခြင်းအရှိတော်ခြင်းနဲ့ကင်းလို့အောင်ရှင်ပန်းခြင်းဖက်တဲ့မှာဒီကိုယ်တိုင်ရွေးချယ်ပါပြုပြင်သူပုံသွင်းသူဆွဲခေါ်သူဝိညာဉ်တော်ဖျားရဲ့လောတော်တိုင်းအသက်ရှင်မှာဝခဲနဲ့နေရတိုင်းထာဝရကာလမှာသခင်ရဲ့သူဆိုဆံနေမြင်နေရတဲ့မိလက္ခဏာများကြုံနေရတဲ့ဖြစ်ပြများစွာ
ခင်ပြန်လာခြင်းဤပြီးတဲ့ဒီပေးနေတယ်ဘာတွေပြင်ဆင်ထားပြီလဲဘယ်လိုသက်ရှင်နေထိုင်တော့လဲအချင်းတမီနဲ့စေးပြဖြစ်သွားမလားခဏစိတ်နဲ့တွေ့ဝင်နေမှာတခင်သဘောနဲ့မြဲတဲ့ပြည်စင်အချိန်နာရေကိုရွေးတော့စီပြဖြစ်ထားဘာတွေပြင်ဆင်ထားပြီလဲထာဝရကာလကြိုးတွဲသမတ်တိနဲ့သက်ရှင်ချီဆောင်ခြင်းထီပြင်ဆင်မှာမတော်သမီးကညာကိုတော့ပြန်ကြွလာရင်အပြစ်တင်ခြင်းအရေးတော်ခြင်းနဲ့ကင်းလို့အောင်ရှင်တန်ခြင်းခံတမ်းမှာဒီကိုယ်တိုင်ရွေးချယ်ပါပြုပြသူပုံသွင်းသူဆွဲခေါ်သူဝိညာဉ်တော်ဖရာရဲ့အလိုတော်တိုင်းအသက်ရှင်မှာဝခအနန္နေတိုင်းထာဝရကာလမှာခင်ရဲ့သူဆိုဆမ်းမယ်ပြင်စင်မှာတို့သမီးကညာကိုယ်တော်ပြန်ချလာရင်အပြစ်တင်ခြင်းအရင်တို့ခြင်းနဲ့ကင်းလို့အောင်ရှင်တန်ခြင်းခတ်တမ်းမှာပင်ကိုယ်တိုင်ရွေးချယ်ပါပြုပြသူပုံသွင်းသူဆွဲခေါ်သူဝိညာဉ်တော်ဖရာရဲ့လိုတော်တိုင်းအသက်ရှင်မှာဝခအနန္နေတိုင်းထာဝရကာလမှာခင်တဲ့သူဆိုဆမ်းမယ်ထာဝရကာလမှာခင်တဲ့သူဆိုဆမ်းမယ်W မှာတော့မော်ရဆွေသူကိုရီတော်ပါတယ်တကယ်